ကျွန်တော်တို့တွေကတခုခုတိဆောက်တော့မယ်ဆိုလို့ရှိရင်တယောက်တည်းတိဆောက်မယ်ဆိုတာတိတ်ပြီးတော့လွယ်တဲ့ကိစ္စမဟုတ်ပါဘူးမဖြစ်နိုင်ဘူးပေါ့နော်ကျွန်တော်တို့ကအနည်းဆုံးလူ2ယောက်ဒါမှမဟုတ်အစုအဖွဲ့လေးနဲ့စုပေါင်းဆက်ပေါင်းလုံးမှာကိုဖြစ်ချင်တဲ့ပန်းတိုင်းကိုတိဆောက်ချင်တဲ့အရာကိုမြန်မြန်ဆန်ဆန်နဲ့တိဆောက်နိုင်မှာဖြစ်တယ်ပေါ့နော်ဘောလုံးမှာလည်းဘောလုံးအသင်းတွေကအောင်မြင်မှုရဖို့အတွက်ဒီလိုပဲစူးစမ်းရတယ်တိဆောက်ကြရတယ်အဲ့လိုမျိုးစူးစမ်းတိဆောက်ပြီးလို့အောင်မြင်မှုတွေအများကြီးရသွားတဲ့အသင်းတွေလည်းရှိတယ်လို့အဲ့လိုမျိုးစူးစမ်းတိဆောက်နေနေပဲမအောင်မြင်မဲနဲ့ကြာရှုံးသွားတဲ့အသင်းတွေလည်းအများကြီးရှိပါတယ်အခုကျွန်တော်ပြောပြချင်တာကတော့အာဆင်နယ်နဲ့အာတီတာတို့နှူးနှစ်ဖက်ပြန်လည်တိဆောက်ထားတဲ့အာဆင်နယ်မျှော်လင့်ချက်အကြောင်းပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Rangoon Sport Media ပါအာတီတာကအာဆင်နယ်အသင်းကို2019ဒီဇင်ဘာမှာရောက်လာတယ်2019-20ဘောလုံးရာသီမှာအာတီတာအာဆင်နယ်ကိုစကန်တဲ့အချိန်မှာအာဆင်နယ်ကပရီးမီးယားလိအဆင့်17နေရာမှာရှိနေပြီးတော့ပွဲစဉ်18ပွဲကစားပြီးတဲ့အချိန်မှာအာဆင်နယ်က9ပွဲ5ပွဲသာရထားတဲ့အတွက်အခြေအနေဆိုးတဲ့အချိန်ဆိုတော့ရာသီကုန်မှာအာဆင်နယ်ကအဆင့်8နဲ့ဇက်သိမ်းနိုင်ခဲ့တယ်။ဒါပေမဲ့ရအောင်ချင်းမှာပဲ FA ဖလားအရယူနိုင်ခဲ့တာကြောင့်နောက်ရာသီမှာယူရိုပါလိဝင်ခွင့်ရခဲ့တယ်။ဒါကအာဆင်နယ်နဲ့အာတီတာတို့ရဲ့စတင်လက်တွဲကစားပြိုင်ဆိုင်ခီလို့ဆိုအောင်။အာတီတာကဂွာဒီယိုလာရဲ့လက်ထောက်နီးပြလည်းဖြစ်ခဲ့ဘူးတယ်။ကွင်းလယ်ကစားသမားဖြစ်တယ်။စပိန်နိုင်ငံသားလည်းဖြစ်တယ်။မော်ဒန်ဘောလုံးလောကမှာနီးပြတယောက်အတွက်အဲ့ဒီအခန်းကဏ္ဍတွေကအင်မတန်ရေးကြီးရပေါ့နော်။ပြီးတော့အဲ့ဒီအချိန်မှာလည်းစပိန်နိုင်ငံသားတွေကဒီ tactic ဘိုင်းမှာရညက်တယ်ပါညာဆိုပြီးတော့စပိန်နီးပြနာမည်ကြီးနေတဲ့အချိန်ဖြစ်တယ်အဲ့လိုအချိန်မျိုးမှာအာဒီတာအာဆင်နယ်ရောက်လာတဲ့အချိန်မှာကျွန်တော်တို့အာဆင်နယ်ပြည်သက်တွေအတွက်မျှော်လင့်ချက်တစ်ခုဖြစ်ခဲ့ပါတယ်အာဒီတာကလည်းအာဆင်နယ်ရောက်ရောက်ချင်းမှာ FA ဖလားယူပြနိုင်ခဲ့တယ်ကစားကွက်တီးဆောက်မှုအပိုင်းမှာလည်းပြည်သက်တွေကိုစိတ်ကြည်နှံမှုရစေခဲ့ဒါပေမဲ့အာဒီတာက2ရာသီခွဲချိန်ယူခဲ့ရတယ်ပထမရာသီဝက်မှာအဆင့်8ဒုတိယရာသီမှာအဆင့်8တတိယမြောက်ရာသီမှာအဆင့်9ဒီ2022-2023တတိယမြောက်ရာသီကျမှချန်ပီယံဆုအတွက်စပြီးစိန်ခေါ်လာနိုင်တာပေါ့နော်ဒါပေမဲ့တစ်ဖက်ကလည်း Man City ရဲ့ prime time ဖြစ်နေတော့သူတို့အနေနဲ့ချန်ပီယံဆုအတွက်လိုအပ်ချက်တွေရှိနေတော့ပါမယ်။ဒါပေမဲ့အာဆင်နယ်ကအာတီတာရဲ့ဦးဆောင်မှုနဲ့တူချန်ပီယံစိန်ခေါ်နိုင်စွမ်းရှိတဲ့လမ်းကြောင်းကိုရောက်သွားပါပြီ။2023-24မှာတော့အာဆင်နယ်ကချန်ပီယံခြေစွမ်းပြသနိုင်ခဲ့တယ်။ဒါပေမဲ့လည်း Man City ရဲ့၄ချိန်ဆက် Premier League ရရှိမှုကြောင့်ကျွန်တော်တို့ကဒုတိယနဲ့သာဆက်ပြီးဇက်သိမ်းပြန်24-25ရာသီမှာ Man City ကကြာရိပ်ပြလာတယ်။ Liverpool ကနေပြီးတော့ယာဂန်ကလော့လည်းထွက်သွားတယ်။ Man U ကလည်းခြေနေမကောင်းဘူး။ Chelsea ကလည်းနီးပြတယ်အဲ့ဒီအချိန်မှာအာဆင်နယ်အနေနဲ့ဒီနှစ်တော့တေချာပေါက်ပရီးမီးယားလိဖလားရတဲ့နယ်ဆိုတော့ရေပန်းဆောင်မှုမျိုးတွေရလာတယ်ပေါ့နော်ဒါပေမဲ့လည်းအာနေစလော့နဲ့လီဗာပူးနဲ့ကပရီးမီးယားလိဖလားကိုထပ်ရသွားပြီးတော့အာဆင်နယ်ကဒုတိယလူဖြစ်နေတယ်ကျွန်တော်ခြေနဲ့လိုက်ရတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ချန်ပီယံလိကိုသွားကြည့်ရောလေချန်ပီယံလိမှာကျွန်တော်တို့ရီယယ်မက်ဒရစ်ကိုကြော်ဖြတ်ပြီးတော့နောက်တစ်ဆင့်တက်သွားတယ်ဒါပေမဲ့ PSG နဲ့တွေ့တဲ့အချိန်မှာတော့ကျွန်တော်တို့ရှုံးခဲ့တယ်ပေါ့နော်ပြောရရင်ခုနအဖြစ်အပျက်တွေအကုန်လုံးဟာကန်တရားကြောင့်လည်းဆိုင်လို့ဒီအာဆင်နယ်နဲ့အာတီတာတို့ရဲ့လိုအပ်ချက်တွေကြောင့်လည်းအများကြီးပါပါတယ်ခင်ဗျာအခု2025-2026ဘောလုံးရာသီမှာတော့အာဆင်နယ်ကအသင်းကိုတိစောက်မှုမှာအပိသက်နီးပါးရှိနေပြီလို့ပြောလို့ရတယ်ဗျဒီရာသီမှာတိုက်စစ်မှာရှီရေးကစားသမားတွေဖြစ်တဲ့ကိုင်ဟာဘတ်ဆာကာမာတင်နယ်လီထရော့ဆက်ယေဇူးစတဲ့အစုဖွဲ့တွေဟိုမှာယောဂရက်မာဒူဝေကေအဲဇေတို့လိုကစားသမားတွေလည်းထပ်ပြီးတော့အဖြစ်ရတယ်လူငယ်တွေထဲမှာဆိုလို့ရှိရင်လည်းနော်နီလိုကစားသမားမျိုးတွေရှိနေတယ်ကွင်းထဲမှာဆိုရင်ဇူဘီမန်ဒီရောက်လာတယ်ပါတီထွက်တယ်ဒါပေမဲ့အဲဇေနွာနေတို့ကလိုအပ်လို့ရှိရင်ဒီကွင်းလေအထိပါဆင်းဆော့နိုင်ဆုံးရှိတယ်ပေါ့နော်Declan Rice, Odegaard, Marino တို့လည်းရှိနေသေးလို့ Norgard လို Premier League အတွေ့အကြုံရှိကွင်းလယ်ကိုလည်းခေါ်ထားနိုင်သေးတယ်။ကွင်းလယ်ဟာတောင့်တင်းမှုရှိနေပြီးခန်းစစ်ကတော့မနစ်ကအစုဖွဲ့ကိုဆက်ပြီးတော့ထိန်းထားနိုင်တယ်။ဒဏ်ရာပြဿနာတွေများပြားနေတဲ့တိုမီယာဆူကိုထွက်ခွာခွင့်ပေးလိုက်တယ်။ဂိုးသမားနေရာမှာတော့ Raya အပြင်မနစ်ကဘုံမောက်မှာလက်စွမ်းပြခဲ့တဲ့ကီပါကိုပါထပ်ခေါ်ထားတယ်။ဒါကြောင့်ဒီရာသီကအာဆင်နယ်မှာကစားသမားအင်အားအရေးအတွက်ရောအရေးသွေးပါပြည့်စုံမှုရှိနေပြီလို့ပြောလို့ရတယ်။ဆိုတော့အသင်းကချန်ပီယံဆုရဖို့ပဲကြံတော့တယ်ဒုတိယတော့အမှတ်ပေးဖလားပေါ့နော်ပရီးမီးယားလိပေါ့နှစ်ပေါင်း20ကျော်ဝေးခဲ့ပြီဖြစ်တယ်အမှတ်ပေးဖလားကိုအာဆင်နယ်ကဒီနှစ်မှာတေချာပေါက်ရတင်တယ်အဓိကပြစ်မှန်လည်းဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒီဖလားကိုရမှာအာဆင်နယ်နဲ့အာတီတာကိုနှူးနှစ်ဖက်တိဆောက်ခဲ့တဲ့အရာတွေအားလုံးအရာထင်လာမှာဖြစ်ပါတယ်โอเคအဲ့တော့ဖလားမရလို့ရှိရင်ဘာတွေဖြစ်လာမလဲ Trophy this season I think he gets a sack not because he's not done a good job but because he can't get a trophy over the line ဖလားမရလို့ရှိရင်ပြဿနာတွေအများကြီးရှိတယ်နော်နံပါတ်1အနေနဲ့ဒီဘန်နာရေးချင်နေလေတမျိုးတစ်ခုဖြစ်သွားနိုင်တယ်နောက်တစ်ခုကတော့အဓိကကစားသမားတွေထင်းချုပ်ကခတ်လာနိုင်တယ်။ဆာကာတို့ဆာလီဘာတို့ဆိုတာစာချုပ်တဲ့တစ်နှစ်လောက်ပဲကျန်တော့တဲ့ကစားသမားတွေပေါ့နော်။ဒီအသင်းမှာသူတို့လည်းချိန်ကြော်ပေးထားဖြစ်တဲ့အတွက်စာချုပ်တစ်နှစ်လောက်ပဲကျန်တာဖြစ်တဲ့အတွက်ဒီနှစ်မှာသာကျွန်တော်တို့ကတည်တာတဲ့အောင်မြင်မှုတစ်ခုခုမရဘူးဆိုလို့ရှိရင်ဒီကောင်တွေကိုထင်းချုပ်ကခက်ခဲသွားနိုင်တယ်ပေါ့နော်။အဆိုးဆုံးအခြေအနေနဲ့ကတော့အာဆင်နယ်နဲ့အာတီတာတို့လမ်းခွဲတာမျိုးတွေတောင်မှဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ဘယ်သူမှတက်တော့ပြောလို့မရဘူးပေါ့နော်။ဒါပေမဲ့ဖြစ်လာနိုင်ပါတယ်။အဲ့ဒီတော့ဒီယာဒီကအာဆင်နယ်နဲ့အာတီတာတို့ရဲ့အဆုံးဖြတ်ယာဒီလို့ပြောရရင်လည်းမမှားပါဘူး။အများကြီးတိဆောက်ထားတဲ့အသင်းအခုချိန်မှာတခုခုတော့တေချာပေါက်အရာထင်ဖို့ဖြစ်နေပြီပေါ့နော်အရာထင်သင့်နေပြီပေါ့အဲ့လိုဖြစ်တဲ့အတွက်အာဆင်နယ်ကသူတို့ရဲ့ဒီနှစ်အဓိကပြစ်မှတ်ပေးဖလားကိုရဖို့လိုအပ်တယ်ပေါ့နော်
အဲ့လိုမျိုးဖြစ်တာတွေအဲ့လိုမျိုး pressure တွေကအာတီတာအတွက်တွန်းအားပဲဖြစ်မလားဒါမှမဟုတ် PR တွေပဲပုံများလာမလားတော့ရာသီကုန်ကြရင်တော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် Rangoon Sport Media Facebook page လေးကိုလည်း like and follow လုပ်ပေးခဲ့ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ